hết bây giờ đang phao này mà không hợp giá lan bài một món tiền trả hả hả phải mấy giờ chọn lần nào hay không မင်္ဂလာပါရှင်အခုပြောပြမယ်ပုံမြင်လေးကြတော့ညီမတို့ရဲ့မိသားစုပုံမြင်လေးပေါ့နော်ဒီပုံမြင်လေးကြတော့ပြည်ပရောက်နေတဲ့မြန်မာပြည်သူပြည်သားတွေကိုယ်နိုင်ငံနဲ့ဝေးခွာနေရတယ်ပေါ့နော်မွေးရမြေကိုဒီနေ့ပေါ့နော်ညီမလာပြီးတော့ပြောပြမှာပါသူများနိုင်ငံမှာအနှစ်တွေအကြာကြီးပဲနေခဲ့တယ်ကိုယ်နိုင်ငံဆိုတော့တစ်နှစ်တစ်ခါမှမပြန်ဖူးတဲ့နိုင်ငံလေးကိုဒီတစ်ခါတော့အိမ်မက်လေးကြတော့တကယ်လေးပြစ်လာပြီးပေါ့နော်အဖေနဲ့မေဆိုမလေးရှားမှာ25နှစ်လုံးပေါ့နော်တခါမှမြန်မာပြည်မပြန်ဘူးနေလိုက်တာပေါ့ဒါကြောင့်ဆိုတော့မပြည့်စုံတယ်လို့ပြောရမှာပါညီမတို့မောင်နှမကြတော့မလေးရှားမှာကျောင်းတက်တယ်ကျောင်းပြီးတဲ့သူပေါ့နော်ဖေနဲ့မေအမျိုးရုံးခံနေရတာနေရွယ်ကုန်ခဲ့တယ်ဒါကြောင့်ရောမပြန်နိုင်တယ်လည်းဖြစ်မှာပါညီမကြတော့ဒီမလေးရှားမှာအသက်73နှစ်တည်းကလာပါတယ်အခုဆိုရင်ပြောရမယ်ဆို17နှစ်မြန်မာပြည်ကိုမပြန်ဖြစ်တာအရန်လောနေတာကိုယ်နိုင်ငံဒီတခါတော့အမေနဲ့ဖေတစ်နှစ်ကိုလိန်ပြောနေပြန်မယ်ဒီနှစ်တော့တကယ်ပြန်ရတဲ့နှစ်လေးပေါ့နော်ဒါလေးကရောဆင်းမယ်ဆိုတော့အထုပ်ထဲမှာကိုယ်နာမည်လေးနဲ့တက်ထားရမယ်ပေါ့ပဲကြောက်ဆိုကားရောဆိုတော့လေပျက်စီးတာရောနေတာဒါပေမဲ့ညီမတို့ကြတော့ပျက်စီးအရမ်းများတဲ့ခါကျကားနှလုံးငှားထားရပါတယ်ဒါရောဆင်းတဲ့ကားလေးပေါ့နော်အမှန်ကြတော့ညီမတို့တံပြူစရမှာနေပါတယ်တံပြူစရမှာအိမ်ချမ်းမြေတွေစောက်ထားတာရှိတယ်ပေါ့နော်ဒါပေမဲ့အဖေနဲ့မေကြတော့ကိုရဲ့မွေးရမြေကိုပြန်မယ်ပေါ့နော်ဘယ်ကြောက်ဆိုတော့အမေရဲ့အမေပေါ့နော်ကိုရဲ့အဖွားကမွေးရမြေမှာရွာမှာဂျန်ရစ်နေဆိုတော့လေကိုကရွာဆင်းမယ်စင်ဖို့တော့ပေါ့နော်ပစ္စည်းကားပေါ်မှာထဲမဲတာဆိုင်ကယ်တစ်လုံးဝယ်ပြန်သွားတယ်ဆိုတော့ဆိုင်ကယ်ပါထည့်သွားမယ်ပေါ့နော်ဒါတွေကြတော့ညီမတို့ပြန်လာတစ်စိပေါ့နော်တံပြူစရရောက်တယ်တံပြူစရမှာကြတော့အဖေရဲ့အမျိုးပေါ့နော်အဖေဘက်ညီမမောင်နှမတွေကြတော့အကုန်လုံးဒီတံပြူစရမှာအိမ်ပြောင်းလာပါတယ်အဖေနဲ့မေကြတော့ရွာတူပဲရွာသားတူပါပဲရှင်ကဲဒါလေးရွာဆင်းဖို့အစင်သေးပြင်နေပြီပေါ့နော်အမေဆိုရင်သူအမေနဲ့တအားဖြစ်တယ်သူရင်တုံးတယ်အမေကတအားတွေ့ချင်တယ်တံပြူစရမျိုးရောက်တယ်နဲ့လေသူမအိပ်ပြောရွာကပဲဆင်းချင်တယ်အဖေကြတော့သူနေတာမဝတပည့်ကြောက်ဆိုသူ့မောင်နှမတွေအကောင်လုံးကတံပြူစရမှာအမေမောင်နှမတွေကြတော့ဒီရွာမှာပဲကြံခဲ့တယ်ပေါ့နော်ဘယ်ကြောက်သူတို့ကဒီမြို့ကိုပြောင်းဖို့ခေါ်နေပါတယ်ဒါပေမဲ့အမေမောင်နှမကြတော့မြို့မနေချင်ဘူးအမေဆိုပိုဆိုးမယ်တောမှာကြီးဆိုတောမှာပဲနေမယ်အဲ့တဘောနဲ့အမေကတော့မှာပဲကြံခဲ့တာပဲပြောမယ်ကွယ်ပြောချင်တာကညီမတို့ကတောသားကနေပေါ့နော်တောကနေလာတဲ့စစ်တောသူမလေးတောသူမြို့သက်ပြောချင်ပါတယ်ညီမတို့ကရွာငယ်လေးမှာရှင်တန်နေခဲ့ရပါတယ်အခုတဲတို့ကြည့်သွားပါနော်ညီမတို့ရွာငယ်လေးကဘယ်လိုမျိုးနဲ့သွားရမလဲဘယ်လိုမျိုးအေးချမ်းမလဲဆိုတဲတို့ပဲ TV ကင်ရီယိုကနေလိုက်ကြည့်သွားပါနော်ဒါကြတော့ညီမတို့ရွာရန်ဝေးလေးဆိုတော့လေသမီးအရင်စားတော့ရမှာပေါ့နော်တနေရာမှာသမီးစားဖို့ရက်သွားပါတယ်မောင်လေးကြတော့သူတို့မြန်မာပြည်တစ်ခါမှမပြန်ဘူးငယ်ကလေးကမလေးရှားမှာရှိတယ်ဆိုတော့လေသူတို့ဒီအသက်ရွာရောက်မှမြန်မာပြည်ပြန်ရတာမြန်မာစကားမြန်မာစာဆိုတလုံးမှမနာလဲမောင်လေးကြတော့လေညီမကြတော့အသက်73နှစ်မြန်မာပြည်မှာကြောင်းတက်ခဲ့ဘူးလို့ပေါ့နော်မြန်မာစကားဒီလိုမျိုးပြောတတ်တယ်ဖတ်တက်ရေးတက်ဆိုတတ်နေတာကျမရဲ့ပြောချင်တာကျမကန်လေပြောရမှာပေါ့နော်ကျမကန်ကောင်းတဲ့သူမို့ဒါကျမမောင်နှမတွေပါမောင်လေးတွေကြတော့ကိုယ့်ထက်သူတို့ကရင်မတုံဘူးပေါ့နော်ဘယ်ကြောင့်ဆိုတော့သူတို့ကမလေးရှားပဲကြီးပြင်းခဲ့တယ်ညီမကြတော့မြန်မာပြည်မှာဖွားနဲ့ပဲကြီးပြင်းခဲ့တယ်ဆိုတော့လေတကယ်ကိုမွေးရမြေကရန်လွန်တယ်ကိုမွေးရမြေမှာပဲနေချင်တာညီမကြတော့အေးတွေကြတော့သူတို့လုံးဝရွာမပြန်ချင်ဘူးပေါ့နော်ရွာဆိုတော့ဘာလဲသူတို့မသိမြန်မာနိုင်ငံသူတို့မသိသူတို့ထင်တာမလေးရှားသူတို့နိုင်ငံအမေနဲ့ဖေမနေကြီးချော့ပြီးတော့လေသူတို့ခေါ်ပြန်လိုက်ရတာညီမကြတော့ရင်တွေခုံးနေတဲ့ဖုန်းထဲမှာပဲအချိန်ခဏကြည့်တယ်ဘယ်ချိန်ရွာရောက်မလဲဆိုတော့ဖုန်းပဲကြည့်နေရတယ်ညီမတို့ရွာကြတော့အရန်ဝေးတယ်ဘာဝေးတယ်ဆိုတော့မြို့နဲ့လည်းအရန်ဝေးတယ်ရေဖြူဘက်ကဆိုတဲတို့သွေးကြည့်လိုက်တယ်ရေဖြူဆိုမှဒီတနင်္လာရီဓာတ်ရဲ့အောက်မှာပဲညီမတို့ကြံနေတာပေါ့နော်ဒီတောင်လေးကိုတဲတို့ကြည့်ဒါမလွဲတောင်လို့ခေါ်ပါတယ်မလွဲတောင်ရောက်ပြီဆိုညီမတို့တဝက်ပဲရသေးတယ်နော်တဝက်ပဲရသေးတယ်ရွာရောက်ဖို့နောက်ထပ်တဝက်အကြာကြီးကားစီးရတယ်ကိုကြတော့တနင်္လာရီတိုင်းဆိုစားမှာဖက်ပူတယ်ပေါ့နော်အမှန်ကြတော့ကိုရနေတဲ့တိုင်းနေရာဖြစ်နေတာအဲ့ဒါမသိသေးဘူးငယ်ကလေးကဆိုတော့လေအခုမှပွင့်လင်းသွားတာငါတို့နေတဲ့နေရာလားဒီတနင်္လာရီတိုင်းကလေကဲဒါကြတော့ရွာဝင်တဲ့လမ်းလေးပေါ့နော်ဒါကလေးတယောက်တွေ့မုတ်ဖို့ပေးချင်တယ်ကလေးကရှက်တယ်မယူရဲကိုအဲ့တိုင်းပဲလှုပ်ပစ်တယ်ကိုဟိုးဝေးရောက်မှကလေးကပြန်ကောက်ယူသွားပါတယ်ကိုကရောက်ကလေးကမြန်မာပြည်မှာလေကလေးတွေတွေ့စင်းရဲတဲ့သူတွေ့အရအဲ့လိုမျိုးလှူချင်နေတာကိုလှူနိုင်တဲ့လောက်တော့လှူခဲ့ရပါတယ်ရောက်ဖို့နည်းငယ်တယ်လေးစက်ရောက်မယ်ပေါ့နော်ဒါကြWhat you come from? Chị đây đi. đi chơi bà tới ra Dạ cháu bà ta bỏ cứ
那个不什么，那不卖不不大个不。အဲ့တော့ရော်လမ်းမှာဆိုအရန်ဆိုးတယ်ဖုံးတွေတအားပဲသူတို့ခုဆိုရင်ဆိုရကသူတို့လမ်းပြင်ပေးနေပါတော့ကွန်ထရက်ထည့်ပေးတယ်ကြောက်ခဏကကြီးတန်တွေကြတာဖေကမောင်လေးကောင်းပါအင်ဂျီမှာပေါ့နော်ဖုံးတွေတအားတက်နေအကြောက်ကြီးနေရတယ်ကဲညီမကြတော့ဒါလေးလှေစီးဖို့နောက်တစ်စစ်တဲတို့ရေလှေနှစ်စစ်စီးရမယ်ပေါ့နော်ခုဟာကညီမတို့နဲ့ပါလာပြက်စီးကဒီလှေပေါ်မှာထပ်တင်ရမယ်ပေါ့နော်ကိုရော်တွေကြတော့ဒီလိုမျိုးသွားမယ်ဆိုရန်မော်ပဲကြောက်ဆိုပြက်စီးကလည်းကားပေါ်တင်လှေပေါ်ချတင်နေရတာဒါလေးကညီမတို့နဲ့ပါလာတဲ့ပြက်စီးပေါ့နော်နဲ့တကားကြတော့ဟိုဘက်လမ်းသွားမယ်ပေါ့နော်ညီမတို့ရွာကြတော့လမ်းနှစ်လမ်းရှိတယ်ဒီလမ်းကြတော့ပိုနီးတယ်ဟိုလမ်းကြတော့အရန်ဝေးတဲ့ခါကျညီမတို့ကနီးတဲ့လမ်းရွေးလိုက်ပါတယ်ဟိုကျန်တဲ့ကားကြတော့ရွာကားဆိုတော့လေသူတို့ကရွာပြန်တဲ့လမ်းပဲပြန်မယ်ဆိုတော့ပျက်စီးကညအချိန်မှရောက်မယ်ပေါ့နော်ညီမတို့ကြတော့ဒီလမ်းကိုရွေးခဲ့ပါတယ်ဘယ်ကြောင့်ဆိုရွာကိုညနဲ့ကြီးအချိန်ကြီးအဲ့လိုမျိုးမရောက်ချင်ဘူးပေါ့နော်အစောကြီးရောက်ချင်လို့ဒီလမ်းလေးရွေးခဲ့ပါတယ်အဲကြောင့်လှေနဲ့တစ်စစ်ပျက်စီးကောက်ထည့်နေရပါတယ်ရှင်လှေလုံးကိုညီမတို့ပျက်စီးအပြည့်ဘယ်ကြောင့်ဆိုတော့ညီမအဲ့လိုမျိုးအမေနဲ့ဖေကြတော့လေသူတို့ဆိုကုသိုလ်လောက်ရတာရံဝဒနာပါတယ်ရွာတခါမှမပြန်ဘူးဆိုတော့လေသူတို့အဲ့လိုမျိုးရွှေမျိုးတွေကြတော့ရမ်းများတယ်ညီမတို့ကြတော့လေအဲကြောင့်ဒီမျိုးဟင်းသီးဟင်းရွက်တွေမနေပဲဝယ်ယူသွားပါတယ်အဲ့ငိုလာကြီးတဲ့သူတိုင်းပေါ့နော်အဲ့မျိုးဟင်းသီးဟင်းရွက်ပေးသွားမှာပါပြီးတော့ဒီဖုန်ကြီးကြောင်းမလဲလှူချင်းနေဆိုပြီးအဲ့လိုမျိုးအသီးရွက်တွေအများကြီးယူပြန်သွားတယ်ပေါ့နော်မြို့ကနေတဲပြီးတော့ဒီရွာမှာဆိုရင်ပို့ပြီးတော့တက်တာသွားစေချင်လို့ပေါ့နော်ဒါလေးကြတော့ခုတဲတို့မြင်နေတဲ့ပင်လယ်ကြတော့ဒီကြွတ်တုံးညီမရဲ့ရော်ဝင်လဲပင်လယ်ကြီးပေါ့နော်ကဲကြွတ်တုံးညီမလေးရွာရောက်မယ်ပေါ့နော်ဒါလေးဒီရွာလေးမှာကြတော့ညီမတို့ရဲ့အမျိုးရှိပါတယ်ကဲဒါပေမဲ့အမျိုးစီမဝင်တော့အဖေနဲ့မေကြတော့မရဘူးဖွားပဲမြင်ချင်တော့ရွာတန်းပြန်မှာပါဒါလေးကြတော့ကြွတ်တုံးညီမရွာလို့ခေါ်ပါတယ်ညီမတို့ရွာမှာကြတော့ငငယ်လေးဆိုအများရှိတယ်ဒီကြွတ်တုံးညီမကြတော့သူတို့ကအုပ်စုဖြစ်နေပါတော့နော်ရွာကအရန်ကြီးပါတယ်အကြီးဆုံးပြောရမှာပေါ့ Cột len đó má, mong cột len. Wow, bà nè. Ôi, rồi vô nhá. Bé thỏ chứ đây. Rồi, giờ ăn tụi này. Mà tay luôn có sao sao. Mà sai này. Hả? ကဲတဲတို့ပဲကြည့်ပြီးတော့မောတော့တာလားမသိဘူးလှေကနေပြက်စီထုတ်ပြီးတော့ကားပေါ်ထက်ကဲညီမတို့ရဲ့ရွာပြန်တဲ့လှေစိတ်ကိုပြန်မယ်ပေါ့နော်ကဲညီမတို့ရွာပြန်လှေစိတ်ကိုပြန်မယ်ခုကျတော့ညီမတို့ကြာကြောတော့ညီမလောက်ထားတဲ့တန်တာအသေးဆိုတော့လေကိုက view လေးကြည့်လိုက်ပါတယ်ပင်လေဆိုတော့မစိုးဘူးနော်တာရပါတယ်ကဲကားပေါ်တက်မယ်ရွာပြန်တဲ့လှေစိတ်ကိုပြန်ဆင်းမယ်တဲတို့ပဲစိတ်ရှိလေးထားပြီးတော့အော်ညီမတို့ရွာဒီလိုမျိုးသွားရတာလားဆိုတော့တဲကနားလဲသွားမှာပေါ့နော်မြို့တစ်ခါတက်ရင်လည်းရမ်းပင်ပန်းဖြစ်နိုင်ရင်မြို့ကိုမတက်ချင်ဘူးတကယ်ပြောချင်ပါတယ်အဖေကြတော့မိဘနှစ်ပါးမမီလိုက်ဘောနော်တေဆုံးသွားပါတယ်ဘယ်ကြောင့်ဆိုအဖေမလေးရှားမှာရှိတယ်ပြန်ချင်တဲ့အချိန်ကြတော့ကိုဗစ်ချိန်ဖြစ်နေအဖေကြမပြန်ရဘူးဘောနော်ကိုဗစ်အချိန်တွေကြောက်ဘောနော်အဖေကြတော့မိဘနှစ်ပါးမတွေ့ပိုင်ခွေမရှိခဲ့ပါဘူးအဖေကြတော့အရန်တနာပါတယ်ဒီလဲအဲ့လိုပဲအမေကြတော့အမေရဲ့အဖေကဆုံးရှုံးသွားပါတယ်မပြန်ဖြစ်ဘူးဒီတစ်ခါတော့အမေကြတော့အမေပဲကျင်တယ်မရမချင်းအမေကပြန်လာပါတယ်တော့တယ်မောင်လေးကြတော့စံငယ်စီးတဲ့ဆိုတော့လေကိုစံငယ်ပိုင်းနဲ့သူကရှယ်မိုက်နေတာကဲဒါကြတော့ညီမတို့ယော်သွားတဲ့လှေစိတ်လေးရောက်ပါပြီမောင်လေးကြတော့ဒီလိုမျိုးရှွတ်လာခေါ်တာသူကဒီလိုမျိုးမြေကြီးမမြင်ဘူးသူကဆင်းစော်နေပါတယ်တဲရမြင်တဲ့အတိုင်းပြည့်စိတ်ကောက်ထက်လေးရပ်ပြန်ပြီကဲရော်ရောက်ဖို့ကနီးနေပြီမောင်လေးတယောက်ကရေပေါ်မှာဖြုတ်ကြပါတယ်ချော်လဲပါတယ်ရှင် Đây, bây giờ nó phao này mà. Không hộp giá lan thì hoa không hộp không hộp chi. Ôi trời thôi quá, ngâu hết xin đây, không tìm được hoài thôi. Leo nha. Ôi, bà bạn đây. မောင်လေးတယောက်ကြတော့သူစိုးနေတာတွေ့တယ်မလားသူကရေထဲမှာချော်ကြတော့ကျမဆိုမကြီးနိုင်ပဲကြောက်သူကပြေးတန်းတက်တယ်တအားကြောက်တယ်တဲ့ဘာလဲမကြီးချင်သူကကြောက်အဲ့မျိုးရေးမမြင်ဘူးပေါ့နော်အခုသူတို့လည်းပထမဆုံးသူတို့ကကြုံဖူးနေတာပါကိုကြတော့ကိုငယ်ငယ်ကနေခဲ့ဘူးရွာဆိုတော့လေတည်ပါတယ်ဒီလိုမျိုးသွားဖြတ်နေရရေဆိုတာမကြောက်မောင်လေးကြတော့ရေကြောက်သူကပြေးတက်တယ်ရွာရောက်ဖို့နဲငယ်ကြံသေးတယ်ဒီကြွတုံးညီမနဲ့ညီမတို့ရွာဆိုရင်လှေစီးရတာမိနစ်20လောက်ပါပဲကျွန်းကနေထွက်မယ်ဆို
ကျွန်းကနေထွက်ဆိုရင်ညီမတို့ရွာရမယ်ပေါ့နော်ကဲဒါကျွန်းငယ်လေးထွက်မယ်အဖေကျတော့အဲ့မှာရေဝင်ဆိုရေကထုတ်ပေးနေပါတယ်မောင်လေးကျတော့ဆိုင်ကယ်ပေါ်မှာစီးတယ်ဟိုးမှာမကြီးအဲ့မောင်လေးဆိုတော့အားယူရဒီမောင်လေးကျတော့သူကလေဒီလိုမျိုးစီးရတာပါရဆိုတော့ကျမလည်းမကြီးနိုင်ဘူးသူ့ကိုပဲကြည့်နေရအဲ့လိုမျိုးတာရပါတယ်အဲ့လိုပြောချင်ပါတယ်အငယ်ကောင်ကျတော့သူလေစီးရတယ်ကြောက်နေတာရမ်းငိမ့်နေတာဒီလဲကောင်ကျတော့မရအားမကြီးဟိုလှဲလိုက်ဒီလှဲလိုက်သူပဲတန်အောင်တိုင်ကိုပတ်နေပါတယ်ရှင်ရောက်ပဲဆိုရင်အားရင်နေခုံရင်နေတုံကြောလုံးလို့ဘာမှနှိုင်းချင်လို့မရတဲ့တန်ရတယ်ပေါ့နော်ကဲဒါညီမတို့ရွာဝင်ဖို့ဒါညီမတို့ရွာပင်လဲပဲပြောရမှာပေါ့နော်ကဲပင်လဲကကြီးတယ်တအားကြီးတယ်ကဲမရွာပဲညီမရွာတေးသေးလေးမြင်နေပြီမလားကဲလေးစိတ်မြင်နေပြီရွာဝင်ပြီရှင်ရွာဝင်ပြီရှင်အရန်တာရတယ်မလားညီမတို့ရွာလာလဲပါလို့ဖိတ်ခေါ်ချင်ပါတယ်ကဲအခုလာမလဲနဲ့ညီမရွာမရှိဘူးညီမရွာပြန်ရောက်တဲ့ခါကျမှလာလဲပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ဒီရွာငယ်လေးကိုအရန်တာရပါတယ်ကိုရမွေးရမြေဆိုတော့လေတော့ဖြစ်ပေါ့နော်အရန်နေရတာကိုတော့ဆိုရင်တာရဆုံးပဲကဲရွာလေးစိတ်လေးမြင်နေရပြီဒါလေးကြည့်ရေတက်ချိန်မဟုတ်တော့ဒါရေစင်းချိန်ဆိုတော့ရေကဒီလောက်ပဲနေရေတက်ချိန်ဆိုရင်ဒီလေးစိတ်နေရကြတာမမြင်ရအောင်ရေအပြည့်ပဲကဲတဲ့တော့ပဲစိတ်ရှိထားပါတော့ရွာရောက်ပြီဆိုတော့လေအနှဲငယ်ကျင်နေပါတယ်ဘယ်ကြောင့်ဆိုညီမတီဗီရုံလေးရိုက်သိမ်းထားကြပြီရွာမှာဆိုရင် line သိမ်းမမီ line တအားဆိုးတယ်အဲကြောင့်မလေးရှားရောက်မှဒီဗီဒီယိုလေးအသေးပြန်လုပ်ဖြစ်တယ်ပေါ့နော်ဘယ်ကြောင့်ဆိုတာကိုယ့်ရဲ့မှတ်တရအနေနဲ့တင်ထားချင်ပါတယ်အမေဆိုရင်သူ့အမေမြင်ရမယ်ဆိုကိုယ့်ထက်ဘလောက်ရင်နေခုံပြောနေမလဲဆိုတာကိုကမသိဘူးတဲတော့ပဲဒီဗီဒီယိုကနေကြည့်သွားမှာပေါ့နော်အမေကြတော့အရန်ကန်ကောင်းနေပြောရမှာပေါ့နော်အဖေဆိုရင်အရာအားလုံးနားလည်ပေးတယ်အဖေကြတော့ဒီရွာမှာသူ့မောင်နှမသူ့မိဘမရှိဘူးဒါပေမဲ့အမေနဲ့သူဆင်းလာပြီးတော့ဒီရွာမှာနေမှာပေါ့နော်ဘယ်ကြောင့်ဆိုတော့အဖေကြတော့အမေကိုအလိုလိုက်တာလည်းပြောရမှာပေါ့နော်ဒါပေမဲ့အဖေရဲ့အမျိုးပေါ့နော်ရွာမှာအကုန်လုံးကြံခဲ့ပါတယ်ညီမတို့ရွာကနေကားတစ်စီးပေါ့နော်စောင့်နေပါတယ်ညီမတို့မျိုးပဲလာကြုံမယ်ပေါ့နော်ကဲဒါလေးကားလေးတစ်စီးပြည့်စည်ထဲပါမယ်ရှင်အေးမပြောချင်တော့မရကြခရက်မအောင်ညတ်ပေါ့ညတ်ချက်တယ်တော့โอ้ยကြိုက်ပါစားထားတယ်ကုန်တယ်อะไรบ้างKanya lah ai jadi tay deh kumain kauအမေဆိုရင်တူမလေးအရမ်းများပါတယ်ဘယ်ကြောင့်ဆိုအပေမောင်နှမဆွစုပေါင်း8ယောက်ဆိုတော့လေအများကြီးပဲအဲ့ကြောင့်ဘယ်ကရောက်ရစားတော့မရနိုင်ဒီအောင်လေပါရိဆိုင်ချော်လာကိုမိုင်တော့ကောက်ချော်လာก็ไปยันนายจะซ่าจุยมาหอบก้อยไม่ได้เราไอ้ก้อยเราเลยมันจะทอดวันอ่ะကဲရောဝေးမယ်ကဲအမေနဲ့ဖေကြတဲ့ကားမှာပါတော့ပြီညီမမောင်နှမကြတော့ဒီဆိုင်ကယ်လေးနဲ့လာကြိုတဲ့သူဆက်ရောက်ဆိုင်ကယ်နဲ့လိုက်ပြန်တော့ပါတယ်ကဲဒါရွာငယ်လေးပါဗကြည့်တဲအိမ်နေမြင်နေမလားရန်တဘာဝဆန်တဲ့ရွာလေးနော်တာငါဟင်းတီးဟင်းရောဆိုအရန်တဘာဝကနေရမယ်ပေါ့နော်ဘယ်ကြောင့်ဆိုဒီရွာကအကောင်လုံးစိုက်ပျိုးထားပါတယ်ငါဆိုရင်ဒီလိုမျိုးပေါ့နော်ရကယ်နဲ့ထဲ့တာမဟုတ်လက်ဆက်စားရပါမယ်ရှင်ဒီရွာလေးကြတော့အဲ့လိုမျိုးအဖေါ်အိမ်လေးဝင်လန်းလေးပါကဲဒါဖေါ်အိမ်လေးဝင်နေပြီအဖေါ်ကြတော့အချမ်းအကြီးကြီးရတယ်ဟိုးရှိတော့ကလူဆိုတော့လေကိုတော့ခောက်တလောက်ကြတော့ကိုရမယ်ဆိုဖေကအဖေါ်ကြတော့အကြီးကြီးတွေမှာခောက်ထားပါတယ်ကဲအရန်ကြီးရမြေခွင်းမှာအမကြီးအကုန်လုံးဖွားပိုင်ဆိုင်ထားပါတယ်ใจมาแล้วใจai tao phải rõ ra cô phải rõ ra nếu bị phải rõ mua rồi nếu bị phải rõ cậu bị phải rõ mà đây bị phải rõ cô nếu phải rõ ai nhỉ nhau về cả để bắt mỏi nhau nhỏ ơi cô nữa hay ơi tắc nhỏ cho chơi sa hai cho con hạt tây chơi gì sai bạc mồ ai cô nó ai bây giờ học ôi con xem rồi nhà con ai con mời ai hay phúc sợ ôi chạy ôi vậy nhà ơi
ơi mà hòm là dạ nhé ơi con ơi hòm cái dạ biết bà rồi lên bà rồi bà ra con bạn ra con nha con bạn ra sơn ra thơ khiến ơi con thơ anh sơn ra tao là học tao con mới ơi phô phượng ôi lo mới chứ đó là rồi nó chỉ đạo cao mua là hạt tay cao bạn tạc ú à bạn nó cao nhà rồi vừa nói cho một câu một xì à bạn xã hai đó tao ôi nói nha nói nha là đây con mời hai cái khẩu Yang kurang ngọt cái gì người bên đây mua cổ cái được tải ơi bé đi cờ đông con đông cái giang nó hâm hội dựng rõ mà vậy ơi ra rồi tụi tao thì lâu nè ra đây ရောက်ကြတော့အမေရဲ့ကြီးဆုံးအမပေါ့နော်ညီမတို့ရောက်လာပြီဆိုတော့သူကကြိုသိပြီးတော့အဲ့မှာဟင်းသမင်းစားဖို့တော့ချက်ပေးထားပါတယ်ကဲတဲ့တို့ကြည့်လိုက်တော့ရန်တဘာဝဆန်နေမလားအိမ်တိတ်တိတ်လေးနဲ့အဖေါ်တယောက်ထဲနေခဲ့ပါတယ်ဒီအိမ်ထဲမှာကဲအခုကြတော့အမေရောက်ပြီဆိုတော့လေအမေပဲဖေါ်ပြုစုမှာပါ chọc ơi mới ơi đại chọc ơi cái ra ơi con mưa cái ra ơi cái ra ơi phải đại chọc phải học sang cái nấu ơi sợ đại chọc rồi mới Tuột ra ơi ra là phụ nâng ca mua cả nâng ca rồi ca cũng clou cái con clou chuyện nào sao ngon hả tao mình chọc rồi ơi mà hù vọt mà chặt vào nhỏ bè ra cửa việc mà ông phải lại kìa bốc cái ơi tao cái đồ đồ đây ăn lộn tổng chỉ có một là tội là bao một lon mới là nó một cái làm thôi chứ nó một làm rồi không lo cái sẽ tạo sụp cái lập bơi chứ mình cái clip này sụp bơi giờ bố bố ấy chứ ông bố muốn bố cái sụp lập bơi đúng chứ sụp bơi mama mấy cái ông bố gì cao nó rồi một lầu nha mấy cái thà tôi lầu rồi một lần nữa tôi tụt mạng nó bập cờ mùi như cao rồi mà nhảy em là cao mà gần thay em mà nhảy mà အမေမောင်နှမအမေတူလေးအမျိုးတွေဒါလူမစုံသေးဘူးနော်လူစုံမဲဆိုအဖေါ်အိမ်ကနေလို့မရလူအပြစ်ပဲကြောက်ဆိုအမေမောင်နှမစုပေါင်း8ယောက်ပါရှင်အကုန်လုံးယောမှာဆိုတော့လေအဖေအမျိုးတွေအရင်များပါတယ်ပြောချင်တာကတရွာလုံးမှာအကုန်လုံးအဖေနဲ့မေအမျိုးပဲအရင်များပါတယ်ရွာကငငယ်လေးဆိုတော့လေမေတချေချေဘွေး lại à đây cái ha đây quá châu không mà châu ညီမတို့ရွာမှာကြာတော့မျိုးပေါ့နော်ပြပကရောက်လာတဲ့သူဆိုသူတို့အရင်လဲလာတဲ့ဆိုတကြားလုံးဝယ်ပေးတယ်မုတ်ကျွေးတယ်ပေါ့နော်ဒါညီမတို့ရွာရိုးရွာပဲထိုင်းကနေရောက်မလေးရှားနေရောက်ဘယ်ကရောက်ပေါ့နော်အဲ့လိုမျိုးလူလာတဲ့ကိုယ့်အိမ်မှာလာလဲလူတွေကြာတော့အဲ့လိုမျိုးတကြားလုံးတွေကျွေးတယ်မုတ်တွေပြီးတော့အဲ့လိုလေးပေါ့နော်မုတ်နဲ့တကြားလုံးတွေအခမ်းပါတယ်ရှင်လာတဲ့သူတိုင်းပေါ့နော်ကဲဒါစကားများတယ်အဲ့ဘာညာပေါ့အစုံပဲပြောနေတာမတွေ့တာနှစ်တွေကြာပြီဆိုတော့လေဒါအမေရဲ့ကြီးဆုံးအကူလေးကဲလူမစုံသေးဘူးလူစုံမှာဆိုဖောအိမ်မှာနေလို့မရဖောအိမ်ပြိုကျသွားမှာဖောအိမ်ကတော့ဖောအသက်နဲ့တူဆိုတော့လေအိမ်ကနှစ်တွေချီတွေကြာနေပြီဒီတဲ့အိမ်တိတ်လေးကတော့ကဲရမ်းပြောပါရရှင်တဲတွေပဲဆက်ကြည့်ကြကြမပြပါဘာအိုးဘူးlà dối với nó bùi là ta ai dối kìa
ကဲဒါကြတော့ညီမရန်ချစ်ရတဲ့ဦးလေးတယောက်ပေါ့နော်သူအိမ်သွားမှာပါဘဲကြောက်ဆိုဦးလေးကြတော့မစောင့်နိုင်အိမ်လာလဲကိုကအတိုင်းပဲတော့လဲမှာပေါ့နော်ဒါဦးလေးသမီးလေးပါသမီးလေးနဲ့ရောက်အမေရဲ့အကိုကြီးပေါ့နော်အမေဆိုဒီအကိုလေးတအားချစ်တယ်ဒီအကိုဆိုအမေဆိုမရဘူးသူအမေတအားချစ်တယ်အဲ့ဒါကြောင့်ဒီဦးလေးစီသွားမယ် Tao rồi. Tao cơ. em tôi là chăn lam rồi Bắt đầu này. Này cũng chơi nó hộ ba. Bạn này phải thâu lại em. Bắt hãy trả lái là lái nó chơi nó hộ thì chắc. Hồ màu rồi. ไปพอมาจะจ่ายฮะ Tại mới nhờ. Chọn là này không? mới rồi đó mới rồi mới sao mà bỏ ra có lên chú nào Chị khi ta chọc vào ta bạc này đấy. Đây chưa kìa. Ông ai hỏi này phải rồi kìa. แล้วเต้สหายอ่ะ Chị chạy. Mới mua ta tá không chè nhớ mình mua cái. địa ba cái sạt là sạt lên nè Mà chọc vào tập nhau hỏi này phải đó kìa. Lợi. sạt lên co nó sinh khơi Hả đó đây. ông già ông bạc mình gọi Mấy đứa này lọt nó lọt. โมเอาเขาออดอีกาวมันเลยโมเอา chơi nhở Cái tai là tai ăn được tai. thì chai plon ai là quả ô thì chai khom lời bà clon ô chắc hôm tay là miệng hôm tay sao cái hôm tay đặc đặc cho chạy cả đang rồi cả bé không chạy cả lái hôm phải lên ba chồng nào Tai là phá chứ này. nó chào đợt cũng chào đợt nào Như cả. Ô cao cao. tay bà clon chai lên đó là một cái chai nái nái quả mò nhá sao vậy hơi nái được quả ở qua vùng mà không nhau chơi cào là nhầm tay một lom lên mà lên Cái A là phai này. Cái A tai ha, không cái A tai. Vào nha. nhà 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 giờ nhà chơi ra rồi thì nó bây giờ rồi nhưng nhà là bia nó là bia đúng không giờ như cái món có bia nhưng không có bia Nó chưa ra mà kiệt này. tí nhà số môn lên này thì mà ấy rồi sẽ cả về thảm do mẹ bây giờ như mà rồi thì nào thế do cả thì gì và nó biết gì bà thì cha lâu là còn lâu hindi hi nhỏ để cả thêm mà bà này bà đấy cái cá lấy sau này bà đấy chứ đã mi ở cô này sẽ cả mẹ này bà mi cái đã cá lấy giàu bọn nó hindi hi nhỏ của phong chi giàu mà nhìn cha thà bà đấy lúa từ lâu rồi phong chi giàu lúa cái bà đấy chẳng là anh đây bây giờ cô anh là lấy từ đài bọn nó mi này thì hindi hi nhỏ nhau về bị bà mẹ cô cha rồi cha lâu khali rồi về mà bọn nó như mà rồi giờ là lên cha rồi lênရှိပါတယ်နီးနဲ့ဝေးပေါ့နော်ဒါပေမဲ့ဒီလမ်းလာမယ်ဆိုရင်ကားကနေပေါ့နော်လှေစီးစရာမလိုကားတက်လာဆိုရွာရောက်မယ်ညီမတို့ပြန်လာတဲ့လမ်းကြတော့လှေထက်ခါစီးရပါတယ်အဲကြောင့်ဒါပေမဲ့လှေစီးတဲ့လမ်းကြတော့နီးတယ်ပေါ့နော်ညမနဲ့ပေါ့နော်ရွာရောက်ပါတယ်ဒီကားကြတော့ညနဲ့ပဲဒီညအချိန်မှာကားရောက်ပါတယ်ရှင် Chào lọc bé không. Ôi đã không phải chăng. ai chơi bóng hết lên đâu ở dưới này chơi gì rồi phong chi cha mà cha rồi lùi ai tao bỏ nó biết gì hindi hin nhỏ để lùi khe bị số rồi lý ta chàng tao rồi ai mà thắt chả mà bỏ nó nè phiền cô xì là lấy đấy tụi đấy tao về bây giờ mà số ai này mình này phải xin thế thẹt mà ba thà ra nhưng mà biểu đấy đại mà lên chỉ số rồi mà chỉ đi cá cha nhá này mà giàu đấy nhưng mà lúc biển đấy cá cha rồi nhá mà nào lý ta chào nhưng mà rồi hồ cá rồi lại ba đấy rồi âm nhạc rồi của âm nhạc giáo trình đã bỏ nó miêu thì nhá tao làm biểu này mà cá này gì ngà rồi biển khe ya ba đấy ai làm miêu nhá ba đấy chứ cá chơi mà cá dễ gì tao làm biểu này tay này bị khe ya ba đấy là nhưng mà rồi rồi taตัวmiêuแต่ဆိုai làm xin này mà miêuแต่ba chơi các khẩu à cả chơi đó tại là đầu à
nhát đi hao là mấy hơi chứ mấy tí chứ được ồn cái gì nữa gặp lâu cái cả đây gặp lại co đâu kể là mỏ nào một bạn bữa là cái tàu mầm mới rồi nhậu trà với sao bạc mới ra anh nhỉ nhau cào còn măng một người cào màu bên cào một thấu rồi một dàn rồi thấu có phai sao quay này nhỉ có phai trong spray cái tàu phàn mới phai nãy phai bạc kia vậy hỏi quay quay trong tay này nó ra nó đúng như thế cào được đi mà đòi nếu bạn mò là bạn chiều ơi phàn họ phàn họ rồi tôi tin là nó phải chơi lấy đá spray à nó bà đó cả ông mua được gì lá quay ra mong sợ đó vừa là ta anh mua ơi bó bà chùy máu xịt thôi cọ chọc cái cò mà bỏ được thì mới bạc người làm được cái cò nhau mà lâu thế là cò họ mình này hay họ ra một người có áo một cái cô bằng quá đỏ thì mới dạ không bài xiêm hay bệt câu nó nhỉ nếu xiêm hay bệt câu ha nó xiêm thôi ra xiêm hay bệt câu nó chắc là cái ăn nồi thằng mày hay bệt câu chịu quá chắc là plong xiêm phom show tạc là video plong xiêm hay bệt hả rau cái nhập bơm sôi à bơi qua đấy ngụp lọt rồi ngụp lọt ơi thì bơi dữ luôn hả bơi lại đây bơi dữ luôn mặt với là một mặt của nó mặt của nó cầu con chạp mới dùng mép mà nhớ dùng mép sao không mua hay gì vậy mép sao không mua không phải không mua là cái chỉ sàn một rồi chăn đi chăn mà tao có con bà cờ chăn đi chăn đã bao nhiêu chăn cái tảo phải uống ngoài giữa cầu nhiều tao chứ hay gì ai lưu với bạn thì mà ra u đâu nè người thấy là người đừng làm nhà cái đừng là u đâu nè u đâu đã qua giờ chúng mới người đang là cầm cái cọp lắm rồi như mơ giờ lo gì vậy mơ giờ chạm cái cậu một hình khơi gì nó biết mình khơi quá chạm hình khơi cô quanh vẽ lọc con tạ thế là tuyệt vọng cái chi không đều nhá mà kẹo bẹ cơ cái chi không đều làm ngay အဖေကြတော့သူ့အမေရင်မဟုတ်ပေမဲ့အဖေကိုအရန်ချစ်ပါတယ်အဲကြောင့်ပေါ့နော်အဖေကြတော့ဆုံးဖြတ်ထားတယ်ဒီရွာငယ်လေးမှာပဲအမေနဲ့တူတူအဖေကဆောက်ရှောက်မယ်ပေါ့နော်ရှင်းရှင်းပဲပြောအောင်ပေါ့နော်အဖေရဲ့နောက်ဆုံးခရီးအထီပေါ့နော်အမေနဲ့ဖေအဖေကနားမှာပဲနေပေးမှာပါပြီးမှညီမတို့ကမျိုးမှာပြောင်းတက်မှာပေါ့နော်တန်ပြူစီကပြန်တက်နေမှာပါဒါတွေကြတော့တန်ပြူစီကမဝယ်လာတဲ့တကြားလုံးမုတ်ထုတ်တွေဂျယ်လီတွေပေါ့နော်လာတဲ့ကလေးငယ်တွေတော့အမျိုးတွေတော့ဆိုပြီးဒီမှာတကြားလုံးဝယ်ပေးမှာပါရွေးနေပါတယ်ဘယ်ဟာစားကောင်းမလဲကလေးတွေပေးတဲ့ခါကျကောင်းတယ်ပြောတဲ့ဟာကြွေးချင်လို့ပေါ့နော်။မကြည့်ဖောက်နေပါပြီရှင်။တံပြူစီရကဝယ်လာတဲ့တကြားလုံးလေးပါ။ကျွန်မပဲကြည်လိုက်မြန်မာဇန်နေရောပဲမလေးရှားမှာနေဆိုအတူပြက်ပေါင်းတီလေးနဲ့မြန်မာပြည်ပြရောက်တော့လေဒီလိုမျိုးပေါ့နော်။ဘယ်ကြောက်ဆိုမြန်မာပြည်မှာကျတော့ဒီလိုမျိုးထမိန်တွေဝတ်ကြတယ်များတယ်ပေါ့နော်။အတူပြက်တိတ်မမို့ဆိုတော့ကိုကလူကြီးဆိုတော့လေအတူပြက်ဝတ်ချင်တယ်ထမိန်နဲ့တိတ်အဆင်မပြေတာပေမဲ့ကိုကထမိန်ဝတ်တက်တယ်ဆိုတော့ကိုတော့ပါအဆင်ပြေပါတယ်။မျိုးတကြားလုံးတွေကိုလိုက်ဝေပေးနေရပါတယ်။လာတဲ့သူတိုင်း mà đây bảo Đấy, giờ anh cho đều bò anh nữa là hãy mong qua ra ngô chơi dùng thế à lắc lên chứ chọc lên ăn cả ra ha ơi ờ
ข้าวมันก็ข้าว เข้ามามึงเธอจังเลยเนี่ยเยอะเลยนะเนี่ยย้อน เงาสบาย ไข่ชอบสบาย ไอ้พี่เจ้าขออีกแล้ว တကြားလုံးကြတော့အဆက်မပြတ်ပေါ့နော်ဝေးပြီးနေရပါတယ်အခုလာလိုက်ကြတဲ့ခလေးမကြတော့နည်းနည်းကတဲ့ကပေါ့နော်သူတို့ကိုယ်နဲ့အတူတူစော့နေတဲ့ခလေးလေးတပြန်ကြည့်လိုက်တဲ့အခါကျအာကိုထက်အသက်ရွယ်အမလေးရမ်းကြီးထွားလာတယ်ကိုကအသက်ပဲကြီးခန္ဓာလေးကပိန်ပိန်တိတ်တိတ်လေးအမေရဲ့ကိုကမလေးရှားတိတ်ကြောင်ပုံမြင်လေးပြောနေတာလူတိုင်းကထိုင်မှုနေပါတယ်ရှင်ဘာပုံမြင်လဲဆိုတော့အမေနဲ့ဖေကားမောက်ဘူးတယ်ပေါ့နော်ကားကြီးကြီး accident ဖြစ်ဘူးတယ်ဘဝနဲ့လဲရင်းခဲရတဲ့ accident ပေါ့နော်ဒါပေမဲ့ကံကောင်းခြင်းနဲ့အမေနဲ့ဖေကြတော့သတိပြန်ရလာပါတယ်အဲကြောင့်အမေအကိုဆိုအမေကတအားချစ်တယ်အမေဆိုရင်မောင်နှမပေါ့တအားတိတက်တယ်ဒီအကိုကြီးကြတော့လေအဲကြောင့်အိမ်မှာထိုင်ငုံနေပါတယ်နားထောင်တဲ့သူကလည်းလိုက်ငုံနေပါတယ်ရှင်အမေ accident ဖြစ်တုန်းကဒီဦးလေးကမလေးရှားမှာပဲဦးလေးကြတော့မလေးရှားမှာအလုပ်လုပ်ထူတယ်ပေါ့နော်မလေးရှားမှာအလုပ်လုပ်တာအဆင်ပြေလို့ရောပြန်လာပါတယ်အဲကြောင့်ဦးလေးကပုံမြင်လေးစုံထိတိနေပါတယ်အဆဆုံးပေါ့နော်ဒါဦးလေးပါ ฉันไม่ฟังหรอกเลยหนาวกว่านั้นจ้ะ เฮ้ยมันเลยใครจะกล้า จ้าอย่าไม่ได้ก่อนมาจ้ะ ไปตายแน่จะตายก็ งานเปล่าไม่ต้องตัวให้หมอปวดตาให้หนักหมาหนักหมา nhà phồn thì bò đập ấy xì hụt áo หนักหมาให้ไก่ได้หนักหมา ဒါကြတော့ငယ်ငယ်တုန်းကပေါ့နော်ငယ်တငယ်ချင်းပေါ့အကြောင်းသူတဲ့နေဘက်တွေပေါ့နော်ဒါတငယ်ချင်းပါတငယ်ချင်းပင်မဲ့ကိုယ့်ရဲ့အဖေဘက်ကအမျိုးပါပဲတရော်လုံးကညီမတို့မျိုးပြောရမှာပေါ့နော်အဖေနဲ့မေကြတော့ဒီရွာမှာပဲဒီရွာသူရွာသားပဲအဲ့ဒါကြောင့်အကုန်လုံးကရွာကတေးပဲဆိုတော့လေအကုန်လုံးကကိုမျိုးဖြစ်နေပါတယ်အဲဘဝအတိတ်ကြောင်းပြောနေပါလိမ့်ရှင်ကျမတော့ရီလိုက်ရတယ်မောပြောပါတယ်ဒီလိုမျိုးစုံစည်းရတာလေတကယ်မြန်မာပြည်မှာနေရတာအရန်ပြောတယ်ဟာပတ်စံရှိရင်လေကျမမလေးရှားပြန်မလာတော့ဘယ်ကြောင့်ဆိုမြန်မာပြည်မှာနေရတာကိုယ်နိုင်ငံဆိုတော့အပြောဆုံးပဲအတိတ်ကကိုရွာကအေးချမ်းနေဆိုတော့လေအရန်နေရတာပို့ပြီးအဆင်ပြေပါတယ်တခြားလုံးကညမပြတ်နှိတ်မပြတ်ဝေနေရပါတယ်ကဲဒါလာလေတဲ့သူတိုင်းပေါ့နော်ကဲတခြားလုံးဝေနေပါတယ်တဲရောစားချင်လားစားချင်ရင်နောက်တစ်ခေါက်ပေါ့နော်ညီမမလေးရှားကနေပြန်လာတဲ့အခါကျဒီရော်လေးအမီပေါ့နော်တခြားလုံးလာလိုက်စားပါလို့ပြောချင်ပါတယ်ကဲဒါကျမပါရေချိုးပြီးနောက်ပါမြန်မာပြည်ပါဆိုတော့တနခါလေးနဲ့ကျမမလေးရှားမှာလည်းတနခါလေးနဲ့ပဲနေဖြစ်ပါတယ်အဲကြောင့် ไปกระเทยเลยเฮ้ยกลัวเธอว่าต้องเศร้าแอนก็ดีก่อนอะไรเนาะแอนจะมาหุ่นโตนะเอ้บังละหอมอะไรเนาะดีปุ๊บโอเคทำไมมึงเยอะแอบแล้วแม่กังโซ่ชิวอ่ะจะไปสอนเชียวเลยโอ้ยโหยแปลก็เจ้าแอบมาก้าวกับสลักตัวหลักต่อไว้แน่เอ้ยจะกระโนกระโน หุ่นเขา กระโนวิ่งไปปูไปเท่า เหนียวอย่างนี้ เฮ้ยอย่าบอกแปลว่าถึงจะอ่านcao à còn cao giới cho cái con siết lao thì tụi em với mẹ ơi con siết lành lành hay con siết lành lành nè wow con siết lành lành răng to này này mong này hết mà bố hả tẹt nè bố ai wow ơi chả em chào bạn đã ơi à wow sao làไม่ต้องปลาสลัด ao tao tao con bạc bị lái cả rồi đó mùi cái lái to em bao cái lái blog này này ơi ปลาอะไร